အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီပလာတာချက်စားဖြစ်ပါတယ်ပလာတာစအိမ်မှာပဲလုပ်ချင်တာမလို့ဂျုံမုံလေးဝယ်ပြီးတော့အိမ်မှာပဲလုပ်ထားပါတယ်ရှင်ဂျုံမုံကို300 gram သုံးပါတယ်တခြားကိုတစ်ဖက်စွန်းနဲ့လေးစွန်းထည့်ပါတယ်စားလေးနဲ့ငယ်ထည့်ပြီးတော့မွေပေးပါတယ်မြင်တော့ရေတန်းကို 150cc သုံးပါမယ်နည်းနည်းချင်းစီပဲထည့်ပြီးတော့မွေသွားပေးပါမယ်ဂျုံလုံးလေးနူးညံ့လာတဲ့အထိလက်နဲ့သမအောင်နှိပ်ထားပြီးတော့ဂျုံနှက်ပေးထားပါမယ်နော်ဂျုံလုံးလေးနှက်ပြီးသွားပြီဆိုရင်တုံးလေးတွေတုံးထားဖို့အတွက်ကိုညီတစ်ခုပေါ်မှာဂျုံမုံလေးဖြူထားပြီးတော့ဂျုံလေးထပ်ပြီးတော့နေပါတယ်လို့ရှိရှိလေးရအောင်ဂျုံလေးနှက်ထားပြီးတော့ဓာတ်လေးနဲ့အပိုင်း၈ပိုင်းနှိထားလိုက်ပါတယ်ပြီးရင်တော့တင်းစီကိုဂျုံလုံးလေးတွေလုံးပြီးတော့လေး၈လုံးလုံးထားပါတယ်အားလုံးလုံးပြီးသွားပြီဆိုရင်တော့အဝါလေးနဲ့အုပ်ထားပြီးတော့ရွက်ခန့်နှက်ထားပါမယ်နှက်ထားတဲ့အချိန်မှာပဲပဲဟင်အိုးလေးစပြီးတော့တည်ပါမယ်နော်ညရေစင်ပြီးတော့ပြုတ်ထားတဲ့ကလပ်ဘဲလေးတွေကိုလိုဘလန်ဒါလေးနဲ့အားလုံးကျညက်ပြီးနှလေးရတဲ့အထိနှွေပေးပါမယ်နော်ဆိုရင်တော့ဟင်းရည်ထဲမှာချက်ချက်ဖို့အသင်းဖြစ်နေတဲ့ကလပ်ဘဲအနှစ်ကလေးရလာပါပြီရှင်ဒီရင်တော့ပြုတ်ထားတဲ့အာလူးလေးတွေကိုခေါ်နှာထားပေးပါမယ်ဒီရဲထဲတောက်လို့အဆင်ပြေစေမယ်နေတော့တုံးအာလူးလေးတွေပေးထားလိုက်ပါမယ်ခုဆိုရင်စက်သားဟင်းရီအိုးအတွက်ကိုစီချက်အရင်စတက်ပါမယ်နော်စလုံးထဲတဲ့ရောင်တင်မုံလေးထည့်ပါလေရှင်မစီထားတဲ့ကရဝင်းရွက်နဲ့စပူးခောက်လေးပါထည့်ပြီးတော့စီတက်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့ဂျင်းစက်သွန်လေးစက်သွန်ဖြူလေးနဲ့ပြီးစီတက်ပေးပါတယ်ပြီးရင်တော့ကြက်ရိုးလေးတွေထည့်ပြီးတော့လုံးပေးပါမယ်နော်ဒီဟင်းရည်လေးအတွက်ကိုကြက်ရိုးလေးတွေအသုံးပြုပေးထားတာမလို့ကြက်ရိုးကထွက်တဲ့အရည်လေးကရေကိုပို့ပြီးတော့ချိုးစေပါလိမ့်ရှင်ပြီးရင်တော့ကလားလေးမဆလာအနည်းငယ်ဖြူပေးလိုက်ပါတယ်ရှင်။နေရာမှာကြိုက်နှစ်သက်တဲ့မဆလာသုံးပေးလို့ရပါတယ်နော်။အားလုံးပြီးရင်တော့ဖုံးလေးအုပ်ပြီးနှက်ထားလိုက်ပါတယ်။ပြီးရင်လေးတည်ထားတော့မှငါကနိုင်ဝက်နှက်ထားတဲ့ဂျုံလုံးလေးတွေလည်းအစင်းစင်းဖြစ်နေပြီမလို့တလိန်တုံးလေးလှိမ့်ပြီးတော့ပေးလိုက်ပါတယ်ရှင်။ချက်သားလေးလုံးထားတာစင်စင်ဖြစ်နေပြီးတော့လေးရနေပြီမို့လို့ညတာလေးဆက်ပါမယ်နော်ငါငညာရေးလေးသုံးပါတယ်ပြီးရင်တော့ချုံမုံလေးနဲ့ငယ်ထည့်လိုက်ပါတယ်ပြီးတာနဲ့ခုနအနှစ်တိုက်ထားတဲ့နှစ်ကလေးကိုထည့်ပေးပြီးတော့ပေးပါမယ်နော်ပဲနှစ်ကလေးတွေဥမာကတာလေးတွေပျော်သွားအောင်ရေနွေးလေးဖြောပြီးတော့ငွေလေးတွေထည့်ပါရရှင်
ပဲအနှစ်ကလေးတွေထည့်ပြီးသွားရင်တော့ဒီလေးကြအောင်လို့ဖုံးလေးအုပ်ပြီးတော့ခဏနှက်ထားပါတယ်ခုဆိုရင်တော့ဂျုံလေးတွေပြားလာလိုက်တာဆုံးအချက်ဖြစ်တဲ့ချက်မြောက်အလုံးလေးကိုရောက်လာပါပြီနော်ဒီနေရာမှာကျမတို့ဂျုံလေးတွေမကတ်သွားဘူးကော်မုံလေးထပ်သုံးပါတယ်နော်ဒါမှသာလုံးလိုက်တဲ့ပလာတာလေးကကျွတ်ရွလေးဖြစ်နေမယ်ဝက်ချက်ဖြစ်ပါတယ်ရှင်ဂျုံလေးတွေပြားလို့လဲအပီးအိုးလေးနှက်ထားတာလဲပတ်ဆူတဲ့အနေထားလေးရောက်လာပါပြီရှင်ဒီလေးရတာဆက်ထားတာအတွက်ပေါ့ငံလေးမြည်ကြည့်ပြီးတော့ငယ်ငယ်လေးပေါ့နေလို့ကားလေးငယ်ငယ်ထည့်လိုက်ပါတယ်နော်ဒီနော်ရတာလေးမြည်ကြည့်တာအားလုံးရတာအဆင်ပြေနေပြီမလို့အလူလေးနောက်ဆုံးအနေနဲ့ရောပြီးတော့ရတာလေးတွေစိတ်ဝင်သွားအောင်လို့အိုးလေးကိုအနှဲငယ်ထပ်တဲထားပေးပါမယ်ရှင်ဒီနော်ရတာပြည့်စုံအောင်မဆလာလေးနည်းငယ်ထပ်ပေးပါမယ်နော်ခုဆိုရင်တော့လာတာနဲ့တွဲစားဖို့အတွက်စက်သားပဲဟင်းအိုးလေးရတော့ဖြစ်လို့နေပါပြီရှင်လာတာလေးတွေအတွက်ကိုပြီးတော့ဂျုံလေးလုံးပါမယ်နော်ဒီခါမှာတော့ကျွန်မလာတာကိုစီအများကြီးလည်းမကြော်ချင်တာမို့လို့လာတာလိုက်တဲ့အခါမှာပဲစီလေးအနည်းငယ်ထည့်ပြီးတော့လိတ်ထားပြီးတော့ထပ်မသုံးတော့ပါဘူးရှင်လာတာကြော်တဲ့ခါမှာပရွလေးဖြစ်နေဖို့အတွက်အခုလိုလေးလိတ်ပြီးတော့လိတ်ထားပေးလိုက်ပါတယ်ရှင်ဂျုံလေးတွေနေခြင်းနဲ့ကိုယ့်ကိုလိတ်ခြင်းနဲ့ကိုလှုပ်ခြင်းနဲ့ဒါကပလာတာအစကိုယ့်ကိုလှုပ်ဖြစ်သွားတာပါနော်ဂျုံလေးတွေကင်ခြင်းလို့ပါရှင်စီအများကြီးမကြိုက်တာလဲပါတယ်ပေါ့နော်ဝယ်လိုက်မယ်ဆိုရင်စီအများကြီးနဲ့နှစ်ကျော်ထားလာတာတွေပဲရမှာဆိုတော့လေဒီမှာပဲကိုယ့်ကိုလှုပ်လိုက်ကြပါရှင်ခုဆိုလာတာလေးကြော်ဖို့အတွက်ကိုရထားဖြစ်နေပြီမို့လို့တော်ကန်ဒီမှာလိတ်ထားတဲ့လုံးလေးတွေကိုလိုချင်တဲ့အပြားအဝိုင်းနေထားလေးရအောင်ပေးပါမယ်နော်ဒီနော်ကအိုးလေးသုံးပြီးတော့စီလုံးဝမထည့်တော့ဘဲနဲ့ဒါလေးကြီးတစ်ချက်ပြီးတစ်ချက်ကြော်ထားပါတယ်ရှင်တိုင်းလေးပဲဒါလေးတွေကိုချက်ပြီးတစ်ချက်သွားလိုက်ပါမယ်ရှင်ခုဆိုရင်တော့စတားဟင်းလေးနဲ့တွဲစားဖို့အတွက်ဒါလေးတွေကလည်းအဆင်သင့်ဖြစ်နေပါပြီရှင်ဟင်းနဲ့တွဲစားဖို့အတွက်ဒါလေးတွေကိုလိုလေးညှပ်ပေးထားပါမယ်နော်မစားချင်လုံးဝစီ66နဲ့ဒါနေထားလေးတွေဖြစ်ပါတယ်ရှင်အိမ်မှာလောက်တော့စိတ်တိုင်းကြတော့ပေါ့ရှင်ခုဆိုရင်လေးလည်းအစင်သင်ပြီးပလာတာလေးတွေလည်းညှက်ထားတာအစင်ဖြစ်လို့နေပါပြီရှင်မုံပွဲလေးပြင်ပြီးတော့စားပါတော့မယ်နော်ညှက်ထားတဲ့ပလာတာလေးတွေထည့်ပါမယ်ဟင်းလေးထည့်ပါမယ်နော်ဟင်းလေးကလေစသားလည်းပါတယ်ကလပ်ပဲအနှစ်လေးလည်းပါတယ်အားလေးလည်းပါတယ်ဆိုတော့ဟာရကတော့ပြည့်စုံတော့ပေါ့ရှင်တ
ပွဲစားရင်ကိုစားသလောက်အသားဓာတ်နဲ့ကာဗွန်ဟိုက်ဒရိတ်ပြည့်ဝကိုရမှာပါရှင်ပြီးရင်တော့ကြက်သွန်လေးထည့်မယ်မျိုးသီးစိမ်းလေးထည့်ပါမယ်ချင်းလေးကြာရင်တော့ချင်းလေးနှစ်စားလို့ရပါတယ်ခုဆိုရင်တော့ရှင်းလက်ဆက်ပြီးအာဟာရအပြည့်နဲ့ပလာတာရပါပြီရှင်